ငါမမကတိတ်ကိုတတ်မာတာတရားကြီးတစ်ခုလုံးကိုတော့လက်တစ်ဖက်ထဲနဲ့မနိုင်ပြနိုင်နဲ့ဘသူမဆိုအိမ်ပြောင်းကျင်နေဆိုရင်သူမကိုပြောလိုက်ရုံပဲသူမကအဲ့ဒီအိမ်ကြီးကိုတင့်တော်တဲ့နေရာစီအသာလေးမရွှေ့ပေးနိုင်နဲ့အကယ်၍အဆောက်အုံတစ်ခုခုစောင်းသွားရင်လေသူမကခြေထောက်နဲ့အသာလေးတစ်ချက်ကန်လိုက်ရုံနဲ့တက်မှတ်သွားစေရတယ်ဒုတိယအမကတော့ပိုတောင်အံ့ဩဖို့ကောင်းသေးတယ်သူမကအပင်တွေပမတ်တွေရဲ့ကြီးထွားမှုကိုထိန်းချုပ်နိုင်တာလက်ကလေးတစ်ချက်ဝေးရန်လိုက်ရုံနဲ့တင်ကောင်းကင်ရံတစ်ခုလုံးကိုရောင်စုံပန်းပွင့်ဖက်တွေနဲ့ပြည့်နေသွားစေနိုင်တယ်မင်္ဂလာဆောင်တွေဒါမှမဟုတ်ပွဲလမ်းသပင်ကြီးတွေရှိတဲ့ခါတိုင်းလဲအလှဆင်တဲ့သူတွေကိုငှားနေစရာမလိုဘူးသူမရဲ့စိတ်ကူးလေးတစ်ခုတည်းနဲ့တင်တကယ်မော်မော်အတက်လိုမျိုးရင်သက်ရှုမောဖွယ်အလှဆင်မှုတွေကိုဖန်တီးပေးနိုင်တယ်တို့တော်မှလည်းစွမ်းရှိတာပဲသူမကရာသီဥတုကိုစိတ်ကြိုက်ထိန်းချုပ်နိုင်တယ်သူမစိတ်ချမ်းသာတဲ့အခါကောင်းကင်ကြီးကတာယာကြည်လင်နေပြီးသူမစိတ်ဆိုးဒေါသထွက်တဲ့အခါကျရင်မိုးတိမ်မဲကြီးတွေမှိုင်းညွတ်လာတတ်တယ်တို့တရွာလုံးရဲ့ရာသီဥတုကသူမရဲ့လက်ထဲမှာရှိနေတယ်လို့ပြောရမှာပဲတို့တဝမ်းကွဲအကူကြတော့သူ့ရုပ်ရည်ကိုစိတ်ကြိုက်ပြောင်းလဲနိုင်တယ်လူငယ်ဖြစ်စေလူအိုဖြစ်စေအရက်ရှိရှိရက်ပူပူယောက်ျားဖြစ်စေမိန်းမဖြစ်စေသူဖြစ်ချင်တဲ့သူတိုင်းစီကိုအသွင်ပြောင်းနိုင်တယ်နောက်ထပ်တဝမ်းကွဲအမတယောက်ကြတော့အကြားအာယုံတိတ်ကိုဆူရှာတာအတချောင်းကျမ်းပြင်ပေါ်ပြုတ်ကျရင်တော့မှဝေးလံတဲ့နေရာကနေသူမအတန်ကိုကြားနိုင်တယ်ဘာလို့လဲဆိုတော့တို့တွေကထူးခြားတဲ့မော်မော်ဆွမ်းအားတွေပိုင်ဆိုင်ထားတဲ့မော်မီသားစုဝင်တွေဖြစ်နေလို့ပဲတို့အားလုံးကအံ့ဖွယ်မော်အင်ကြီးထဲမှာအတူတူနေထိုင်ကြတယ်မနက်ခင်းတိုင်းမှာဖက်နှက်တွေကခြေထောက်ထဲကိုအလိုလျောက်ဆုပ်ပေးတယ်အခန်းထဲမှာရှောက်တွင်းပစ်ထားတဲ့အဝတ်စားတွေကိုလည်းအဝတ်လျှော်ချင်းတောင်းကလှမ်းဖမ်းပြီးအလိုလျောက်တန့်စင်ပေးတာပေါ့သမင်းစားချိန်ကြရင်လည်းပကံတွေကအလိုလျောက်တက်တက်ရက်နေရာယူကြတယ်စပွဲပေါ်ကရင်နွေးကတာအိုးကတောင်မှအင်ကော်ဖီကိုဘလို့ရတာမျိုးတိုက်တက်လဲဆိုတာအတိအကျသိပြီးဖြောဆက်ပေးတတ်တယ်ဒါတင်မကသေးဘူးနော်လေကားထစ်တွေကအေယာမရှော့စီခုံခုံကြီးအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ကျမ်းပြင်တွေကလည်းပြေးဆက် treadmill လိုမျိုးရွေးရပြီးလို့အိမ်ထဲမှာတင်အလွယ်တကူကိုလက်လှုပ်ရှားနိုင်တယ်ဒီလိုအံ့ဩစရာကောင်းတဲ့မိသားစုရဲ့အဖွဲ့ဝင်တယောက်ဖြစ်နေပေမဲ့လေတို့ကအငယ်ဆုံးသမီးမိရာပဲပါတခြားသူတွေနဲ့မတူတာကတို့မှာဘာမော်စွမ်းအားမှမရှိတာပဲတို့မိသားစုဝင်တိုင်းဟာဘွားဘွားရဲ့မော်ဖျောင်းတိုင်စီကနေစွမ်းအားတွေကိုလက်ခံရရှိကြတာကလေးတယောက်ချင်းစီအသက်9နှစ်ပြည့်တဲ့အခါဘွားဘွားကသူတို့အတွက်တီးတန့်စွမ်းအားတစ်ခုစီကိုပေးအပ်ချင်းမြင်တယ်တို့အသက်9နှစ်ပြည့်တုန်းကလည်းအံ့ဖွယ်အင်ကြီးကတို့အတွက်မော်တကားတစ်ချက်ဖွင့်ပေးခဲ့ပူပါတယ်ဒါပေမဲ့တို့လက်နဲ့တကားလက်ကင်ကိုကင်လိုက်တဲ့အခိုက်အတန့်ပါတယ်အဲ့ဒီတကားကတို့မျက်စိရှိတင်ပဲလှုပ်ဝက်စွာပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးဘွားဘွားကတို့ကိုအရင်လိုပြုံးပြုံးရွှင်ရွှင်မဆက်ဆံတော့ဘူးစွမ်းအားတွေမရှိပေမဲ့လည်းတို့ကတော့အကောင်းမြင်စိတ်မပြောက်ပဲဘဝကိုအကောင်းဆုံးဖြစ်အောင်ဖြတ်တန်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တဝမ်းကွဲမောင်လေးသူ့ရဲ့စွမ်းအားကိုလက်ခံရရှိမဲ့အသက်အရွယ်ကိုရောက်ရှိလို့လာခဲ့ပြီးမိသားစုဝင်အားလုံးကဒီပွဲအတွက်ရက်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့ကြပြီးလူတိုင်းကသူတို့ရဲ့စွမ်းအားတွေကိုတုံးပြီးကူညီခဲ့ကြတယ်လူတိုင်းကစိတ်လှုပ်ရှားပြီးရင်ခုန်နေကြတာပေါ့တို့လည်းကူညီပေးခြင်းခဲ့ပေမဲ့ဒုတိယအမကတို့ကိုကယူနာမတက်ပဲရဲရဲဆက်ဆက်လှောင်ပြောင်းခဲ့တယ်မိသားစုအကြီးအကဲဖြစ်တဲ့ဘွားဘွားကတော့မှတို့ကိုအနှောက်အယှက်မပေးဖို့လှမ်းပြောခဲ့တယ်အဲ့ဒါကတို့ခွင့်မပြောချင်တော့အောင်ကိုရင်ထဲမှာအလွန်နာကျင်ရပါတယ်တို့ဖြစ်ချင်တာကမိသားစုအတွက်အတိတ်ပဲရှိတဲ့အရာတစ်ခုခုကိုလုပ်ပေးခြင်းုံတက်တက်လေးပါအခမ်းအနားစတင်တဲ့အခါမှာတော့တဝမ်းကွဲမောင်လေးကသူ့ရဲ့မော်တကားကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်တကားဝါရဲ့အလွန်ကနေတိရစ္ဆာန်တွေအုပ်စုလိုက်တိုးဝေးထွက်လာကြပြီးအဲ့ဒီနောက်မှာတော့လှပပြီးအဆုံးမရှိတဲ့တောအုပ်ကြီးတစ်ခုပေါ်လာခဲ့တယ်သူရရှိခဲ့တဲ့စွမ်းအားကတော့တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့စွမ်းအားပဲဒါပေမဲ့လူတိုင်းကသူ့ရဲ့စွမ်းအားတဲ့အတွက်ပျော်ရွှင်အောင်ပွဲခံနေကြပြီးမိသားစုတပုံတူတူရိုက်ဖို့လူစုနေကြတဲ့အချိန်မှာတော့တို့တယောက်ထဲထောင်းတနေရမှာအထီးကျန်စွာရက်နေခဲ့တာကိုဘယ်သူမှသတိမထားမိကြဘူးတို့ကလူမြင်ကွင်းမှာပျောက်ကွယ်နေတဲ့အတိုင်းပဲစိတ်ပြအားရော်စွာနဲ့အခန်းထဲကိုတို့တယောက်ထဲရှောက်လာခဲ့မိတယ်အဲ့ဒီအချိန်မှာပဲအမိုးအကာကြွေပြားတစ်ချက်ကအပေါ်ကနေရုတ်တရက်ပြုတ်ကျလာခဲ့တယ်ခဏအကြာမှာတော့ကျမ်းပြင်ပေါ်မှာအကြောင်းတွေစတင်ဖြန့်ကျက်သွားတော့တာပဲတို့မိသားစုရဲ့စွမ်းအားတွေကိုပေးစွမ်းထားတဲ့မော်ဖျောင်းနိုင်ကြီးတောင်မှငိမ့်လူကြီးပါဖြစ်သွားခဲ့တယ်လက်ချက်သွားပြီးတို့လည်းလူတိုင်းကိုလှမ်းပြောဖို့ပြေးသွားခဲ့တာပေါ့ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်မှာတော့အင်ကြီးကဘာမှမဖြစ်ခဲ့တဲ့လိုမျိုးပုံမှန်တိုင်းပြန်ဖြစ်နေခဲ့ပြီးဘယ်သူမှတို့စကားကိုမယုံကြဘူးလို့ပဲကိစ္စတွေကိုရှောက်လုပ်နေတယ်လို့ထင်နေကြတာဒုတိယအမကတို့ကိုလူအများစိတ်ဝင်စားမှုရ